ထွက်လာတဲ့ဆူးရှာတဲ့အော်တန်ကြောင့်အောင်ကိုအခန်းဝမှာရှိနေတဲ့ခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးဟာရုတ်တရက်တွန့်ခဲသွားပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီအရာကြီးဟာလာရလန်းတိုင်းနောက်ပြန်ဆုတ်သွားပြီးအပေါ်တက်ကိုပြေးတက်သွားတဲ့ခြေတံပြင်းပြင်းတွေကိုကြားလိုက်ရပါတယ်။အောင်ကိုတကူလုံးထွေးစည်းတွေပြန်ပြီးတုံ့ရနေပေမဲ့ဆက်စုချင်းစိတ်နဲ့ကြောက်စိတ်အားပြိုင်နေပါတယ်။အပေါ်မှာတယောက်ယောက်အသက်ခံနေရတာလားဆိုတဲ့အတွေးကသူ့ကိုအောက်ထပ်မှာညှိနေလို့မရအောင်တွန်းအားပေးနေတယ်လို့ပါပဲ။အောင်ကိုဟာဘေးနားကလက်နှိပ်တက်ပြီးလို့ချစ်ပါအောင်ဆုပ်ကင်ပြီးအပေါ်တက်ကိုတုံတုံရရဲနဲ့တက်လာခဲ့ပါတယ်။လေကားတဲ့ကိုရောက်တဲ့အခါအိမ်ရှင်အဖွားအုံမာထားတဲ့အခန်းပိတ်ကြီးကိုတွေ့လိုက်ရပါတယ်။အခန်းတကားမှာတန်ကြီးတက်နေတဲ့တောခလောက်ကြီးခတ်ထားပေမဲ့ထူးဆန်းတာကတကားကြားကနေလက်ဆက်တဲ့သွေးနဲ့တွေထွက်နေတာပါ။ကဲကြပါအထဲမှာလူရှိလင်မလား။တကားအတွန်းဘက်ကနေကုတ်ချစ်တန်နေတဲ့အတူမိန်းကလေးတယောက်ရဲ့တိုးရှာအတန်ကိုကြားလိုက်ရပါတယ်။အောင်ကိုမစင်စားတော့ပဲဘေးနားကပစိန်အဟောင်းတစ်ချောင်းကိုကောက်ကင်ပြီးတောခလောက်ကိုစိုက်ချိုးလိုက်ပါတယ်။ကြောက်ဝေါတကားပွင့်သွားတဲ့အချိန်မှာအောင်ကိုမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့နှလုံးခုန်တန်းဟာရက်တက်မတက်ဖြစ်သွားပါတယ်။အခန်းလေးမှာကလထိုင်တစ်လုံးရှိတယ်။အဲ့ဒီကလထိုင်ပေါ်မှာမိန်းကလေးတစ်ယောက်ကိုကျိုးနဲ့တုပ်ထားတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးမှာမျက်နှာမရှိဘူး။မျက်လုံးနှာခေါင်းပါးစပ်နေရာထဲမှာချောမွေ့နေတဲ့အရည်ပြားတွေပဲရှိနေပါတယ်။မင်းဘာလို့လဲအောင်ကိုအတန်တုံတုံနဲ့မေးလိုက်ပါတယ်။မျက်နှာမရှိတဲ့မိန်းကလေးကသူမရဲ့လက်ညှိုးနဲ့အောင်ကိုရဲ့အနောက်ကိုဖြီးဖြီးချင်းညွှန်ပြတယ်။အောင်ကိုနောက်လှည့်ကြည့်လိုက်တဲ့အခါစောစောကအိမ်ရှင်အဖွားဦးဟာသွေးအလင်းလေးပိနေတဲ့ဓားမကြီးတစ်ချောင်းကိုကင်ပြီးအခဲဝမှာရက်နေလာကိုတွေ့လိုက်ရပါတယ်။အဖွားဦးရဲ့မျက်နှာကပုံမှန်မဟုတ်တော့ပဲမင်းရိုးတွေပြုတ်ကျပြီးမျက်လုံးတွေကလည်းသွေးရောင်လွှဲနေပါတယ်။ငါပြောသားပဲအပေါ်တက်ကိုမတက်နဲ့လို့အခုတော့ငါသမီးအတွက်မင်းရဲ့မျက်နှာကိုပေးရတော့မှာပေါ့အဖွားအိုကပြပြဆူဆူနဲ့အောင်ကိုစီကိုခုန်အုပ်လိုက်ပါတယ်အောင်ကိုအနောက်ကိုဆုပ်လိုက်စင်ပါပဲသူ့ခြေထောက်ကတစုံတစ်ခုနဲ့ခလုတ်တိုက်ပြီးလဲကျသွားပါတယ်သူခလုတ်တိုက်မိတာကစောစောကသူ့တွေးခဲ့တဲ့ခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးဖြစ်နေပါတယ်အခုအောင်ကိုဟာအလောင်းကြီးကအဖွားအိုကြားမှာပိတ်မိနေပါပြီအဖွားအိုရဲ့ဓာမကြီးကအောင်ကိုမျက်နှာနာကိုဝေ့ကနေရောက်လာပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအခန်းထဲကမန်တင်ကူဘကမန်ချက်ကြီးဘလူလူကိုက်အပ်သွားပြီးမန်ထဲကနေနောက်ထပ်လက်ချောင်းဖြူကြီးတွေထွက်လာပါတယ်။အဲ့ဒီလက်တွေကဘသူလက်တွေလဲ။အဖွားအိုနဲ့ဒီမျက်နှာမရှိတဲ့မိန်းကလေးကြားမှာဘလူခရော့စီယာကောင်းတဲ့ပတ်သက်မှုတွေရှိနေတာလေ။အောင်ကိုအသက်ရှင်ရတဲ့ဒီအိမ်ကြီးတွေကထွက်ခွာနိုင်ပါမလား။